မြန်မာနိုင်ငံရဲ့အခြေအနေတွေကဘယ်လိုလက်ပတ်နေတယ်လို့ထင်ပါတယ်လဲ။ကနန်းနေနဲ့မဟုတ်ပါဘူး။အမှန်တော့လေပန်းတီတဲ့ရက်နဲ့ပွဲတော်တွေရဲ့စီချက်နောက်ပြီးတဘာဝတရားရဲ့အလတ်တရားတွေနဲ့လဲပတ်နေတာပါ။ဒီနေ့မှာတော့တဘာဝယုံကြည်မှုနဲ့ရိုးရတလေးတွေတသားတကြားနေတဲ့မြန်မာပြက်ကတင်ရဲ့ထူးခြားတဲ့ကဘာတွေကိုအတူတူခရီးထွန်ကြည့်ကြရအောင်။ဒီကြရလေးနဲ့ပဲအစားပြုကြည့်ကြရအောင်လား။တရွတ်ဟောင်းတွေကျွေးနှစ်သိရဲ့ရန်နန်းတွေလိုင်းလိုင်းထဆွဲဒီစာသားလေးကရာသီဥတုတွေနဲ့နဲ့ဆိုင်ရဲနွယ်နေတဲ့မြန်မာတို့ရဲ့တနစ်တာတန်တရာကို appeal of fortune တို့လိုပါပဲဟုတ်တဲ့နေရာတိုင်းမှာမွဲရမ်းနေရှိနေတယ်ဆိုတာပါပဲအဲ့ဒါပါပဲဒါဒီတင်စမှုရဲ့နှလုံးသားလို့ပြောလို့ရပါတယ်မြန်မာနိုင်ငံရဲ့နှလုံးခုန်တန်းဟာတဘာဝရဲ့အလားတရားတွေနဲ့ယဉ်ကျေးမှုပွဲတော်တွေရဲ့စီးချက်ငင်ကြီးလက်ပတ်မှုအပေါ်မှာမူတည်နေတယ်ဆိုတဲ့အချက်ပါပဲကဲကျွန်တော်တို့ရဲ့အရေးစဉ်ကိုတနက်တာရဲ့အပူပြင်းဆုံးဒါပေမဲ့အတက်ကြွဆုံးတဲ့အပျော်ဆုံးအချိန်လို့ပြောလို့ရတဲ့ຫນွေရသည်နေ့စတင်လိုက်ကြရအောင်ဒီမင်းခွန်းရဲ့အဖြေကတော့အားလုံးသိပြီးသားဖြစ်မှာပါမြန်မာနိုင်ငံရဲ့အကြော်ကြားဆုံးအစီကားဆုံးပွဲတော်ဟုတ်ပါတယ်တင်ကြံပွဲတော်ပါပဲတင်ကြံပွဲတော်ကိုဒီလိုအဆင့်၄ဆင့်နဲ့ခွဲကြည့်လိုက်ရင်ပိုပြီးမြင်သာသွားလိမ့်မယ်ပထမဆုံးရေစပတ်တဲ့အကျိုးနေ့ကနေစလို့တီချာမဲစင်းတွေဆိုတဲ့အကြားထဲမှာပျော်ပွဲရှင်ပွဲတွေအရှင်အမြင့်ဆုံးရောက်နောက်ပြီးတော့အချက်နေ့နောက်ဆုံးမှာနေ့တစ်ကိုကြိုးဆိုဖို့စိတ်နှလုံးကိုတန့်စင်စေတဲ့အတန်းနေ့အထိတရချင်းစီမှာသူ့ရဲ့တီးတန့်အတိတ်ပြင်းနဲ့လွတ်ဆောင်ရက်ချက်တွေရှိနေတာပါတင်ချံပွဲတော်ရဲ့အထီးကားဆဆန်ကဘယ်သူဖြစ်မလဲတေချာမင်းပေါ့ရှေးလူကြီးတွေရဲ့အဆိုအရသူဟာနေ့တစ်ကိုကာလာမှာလူပီကို3ရက်ကြာဆန်းလာပြီးလူတွေရဲ့ကောင်းမှုမကောင်းမှုတွေကိုစည်ရင်လူတယ်လို့ဆိုပါတယ်ဒါကြောင့်သူဟာပျော်ပွဲရှင်ပွဲရဲ့အရေးပါတဲ့အစိတ်ပိုင်းဖြစ်တယ်လို့တစ်ဖက်မှာလည်းလူတွေကိုကောင်းမှုပြုဖို့တိုက်တွန်းတဲ့ကိုကျင်တရားဆိုင်ရာလမ်းညွှန်ပေးသူတယောက်လည်းဖြစ်နေပြန်ရောတင်ကြံရဲ့အညစ်အကြေးဆေးရည်နဲ့ကဆုံလရဲ့မြစ်လာရေးအဖြစ်ပြောင်းလဲသွားပုံကတကယ်ကိုစိတ်ဝင်စားစရာပဲပျော်ပွဲရှင်ပွဲနဲ့ကြီးညိုလေးဆိုင်မှုစီကိုကူးပြောင်းသွားပြီးရေတစက်တီးကပဲမတူညီတဲ့အတိပယ်နှမျိုးကိုစောင်းနေလာကမြမရင်ကြည်မှုရဲ့ net ဆိုင်မှုကိုမိမောင်းထိုးပြနေသလိုပါပဲကဲအခုဆိုရင်တော့အပူငွေ့လော့ပြီးအတွေးများစေတဲ့မိုးရာသီရဲ့ခစားမှုဘက်ကိုကူးပြောင်းကြည့်ကြရအောင်ဒီအချက်ကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်နော်မိုးချင်းတန်လို့တဘာဝဖြစ်စဉ်တစ်ခုကိုရှေးလူကြီးတွေကနတ်ဒေဝတွေရဲ့စစ်တပေါင်းတီးတန့်အဖြစ်မြင်အောင်ပြီးတနာရီဆန်ဆန်ရှင်းပြခဲ့ကြပုံကသူတို့ရဲ့စိတ်ကူးစိတ်တန်ဘလောက်တောင်ကြွယ်ဝတဲ့ဆိုတာကိုပြနေရပဲဝါတွင်းကိုင်းလာမှာလက်ထပ်ပွဲတွေရှောင်းကျင်ကြတာကိုဘာသာရေးကြောင်းလို့ထင်ကြတာများလေဒါပေမဲ့တကယ်တမ်းမှာတော့အလွန်လက်တွေ့ကြတဲ့အကြောင်းရင်းတစ်ခုရှိနေပါတယ်အဲ့ဒါကတော့ဒီအချိန်ဟာလက်သမားတွေအတွက်အလို့အများဆုံးယာတီဖြစ်နေလို့ပါပဲဒီအချက်ကရိုးရဓာလီတွေဟာယုံကြည်ကိုးကွယ်မှုနဲ့လက်တွေ့ဘဝကြာဘလို့အခြေအဆက်မိနေတယ်လဲဆိုတာကိုကွယ်ပြနေပါတယ်။မိုးကုံလိုတာယာတဲ့အချိန်ရောက်ပြီဆိုရင်တော့ပွဲတော်တွေနဲ့ပြည့်နှက်နေတဲ့ကာလတစ်ခုကိုရောက်ရှိလာပါပြီ။တရင်ချိုမီထုံပွဲတော်တဲ့နောက်ွယ်မှာမတန်လာပါတဲ့ဇလန်ဒီပုတ်ရှိနေပါတယ်။အဲ့ဒါကတော့မြတ်စွာဘုရားသူ့ရဲ့မေတော်ရှိရာနတ်ပြည်ကနေလူပြည်ကိုပြန်လည်ကြွားရောက်လာတာကိုကြိုးစိုးဂုံပြူတဲ့အနေနဲ့လမ်းခေတျှောက်မီးအောင်တွေနဲ့ထုံညိပူဇော်ခဲ့ကြတဲ့အစဉ်လာပါပဲ။ဒါကြောင့်ဒီပွဲတော်ဟာအလင်းရောင်တွေနဲ့ပြည့်နှက်နေအောင်တာမကမိဘဂျေစုကိုအောက်မေ့တဲ့အတဲ့ပဲလဲဆောင်နေတာပေါ့ဒီမှာမြင်ရတာကတော့ရိုးရရေးတင်းပွဲအစားအစာဖြစ်တဲ့ထမနဲထိုးပွဲပါကောင်းရင်စီနန်းဂျင်းတို့ရဲ့မှွေရနာနေတဲ့အတူလူ2ယောက်4ယောက်ခနဲ့တရွာလုံးအင်တိုင်းအားတိုင်းပါဝဲလှုပ်ရှားရတဲ့ဒီလုပ်ငန်းစဉ်ကအစာတစ်ခုကိုချက်ပြုတ်နေတာနဲ့အများကြီးပိုပါတယ်ဒါရက်ရွာရဲ့စီးလုံးညီညွတ်မှုနဲ့ပူပေါင်းဆောင်ရွက်မှုကိုပြသနေတဲ့အစွမ်းထက်ရဲ့ပွဲတော်တစ်ခုပါပဲအခုဆိုရင်တော့တနက်ပလုံးရာသီမရွေးတွေးမိနေရတဲ့မြန်မာယဉ်ကျေးမှုရဲ့အမတ်တညာတစ်ခုဖြစ်တဲ့တနက်ခါအကြောင်းကိုအသေးစိတ်လေ့လာကြည့်ကြရအောင်ပါတနက်ခါဆိုတာပါလေဒီမှာမြင်ရတဲ့အတိုင်းပါပဲဒါဟာတခုတ်ကရတဲ့အလှပြင်ပစ္စည်းတစ်ခုပါဒါပေမဲ့မြန်မာလူမျိုးတွေအတွက်တော့ဒါဟာ make up တစ်ခုတဲ့အများကြီးပေါ်ပါတယ်နေဘူးတဲ့ထွက်တဲ့အခါအေးမြစေရဲ့အဖို့မုံနေစဉ်ဘဝရဲ့အမတ်တညာပြီးတော့ယဉ်ကျေးမှုရဲ့အမွေအနှစ်တစ်ခုလည်းဖြစ်နေတာပေါ့တနက်ခါရဲ့ခရီးရှည်ကိုတစ်ချက်ကြည့်လိုက်ပါအောင်ပကံခိကမမျိုးမင်းတွေလည်းပဲအသွင်ပြုခဲ့တဲ့အရာကနေဒီနေ့ခေတ်မှာလူသားရဲ့မျက်နှာပေါ်မှာတွေ့မြင်နိုင်တဲ့အမျိုးသားရေးအမတ်တင်ညာတစ်ခုဖြစ်လာခဲ့ပါပြီ။အခုဆိုရင် UNESCO ရဲ့ကမ္ဘာ့ကျန်းမာရေးယဉ်ကျေးမှုအမွေအနှစ်အထိအတိအပြုခံရဖို့ကြိုးပမ်းနေခြင်းကသူ့ရဲ့အရေးပါမှုကိုပိုပြီးတော့တောင်တက်တည်ပြနေပါတယ်။ဟုတ်တယ်။တနက်ခါအလားပါကိုပဲမဟုတ်ပါဘူး။ဒါဟာတဘာဝတရားပေးတဲ့ all in one အရေးပြထင်းသိမ်းမှုလို့ပြောလို့ရတယ်။အသားအရည်ကိုအေးမြစေတယ်။နေအောင်ကြည်တန်းကကာကွယ်ပေးတယ်။ရောင်ရမ်းမှုကိုတက်တာစေတယ်ရှစ်လူကြီးရဲ့ဉာဏ်ပညာခေတ်သစ်သိပ္ပံပညာနဲ့ထပ်တူကြနေတာကိုတွေ့ရမှာပါ။လေသူမားလေးတွေဟာမျက်နာမှာတနခါမပါပဲလေတဲ့ကိုစင်မမဟုတ်ဘူး။ဒါဟာအလားအပတ်အတွက်တာမကရာဒီဥတုဒန္တာကာကွယ်ဖို့အတွက်လည်းဖြစ်တယ်တဲ့။ဒီစကားတခွင်းတင်းနေတင်တနခါဟာ
နေ့စဉ်ဘွားနဲ့အလုတ်ခွင်ထဲမှာဘလောက်တောင်နက်နက်ရှိုင်းရှိုင်းအမြင့်တွေနေလဲဆိုတာကိုအားကောင်းမောင်းကြံတက်တယ်ပြနေပါတယ် ကဲဒီရာဒီပွဲတော်တွေနဲ့တနခါရနန်တီကြားကခရီးစံအဆုံးမှာတော့ဒီရာအားလုံးကဘလို့ပေါင်းဆက်ပြီးနိုင်ငံတနိုင်ငံရဲ့နှလုံးခုန်တန်ကိုဖန်တီးနေတယ်လဲဆိုတာကိုပြန်လည်သုံးသပ်ကြည့်ကြရအောင် နောက်ဆုံးအနေနဲ့ဒီမေကွန်းလေးကိုအားလုံးအတွက်ထားခဲ့ချင်ပါတယ်နိုင်ငံတနိုင်ငံရဲ့ရိုးရာသလေးပန်းပွင့်နေတဲ့ပွဲတော်တွေနဲ့ရက်နွယ်နေတဲ့ပြက်ကတင်တစ်ခုကအဲ့ဒီနိုင်ငံရဲ့စိတ်ဝိညာဉ်ကိုဘယ်လိုပုံဖော်ပေးနေပါသလဲဒီချောင်းကိုဆက်ပြီးတွေးကြည့်ကြဟုတိုက်တွန်းရင်းနဲ့ပင်ဒီတင်ဆက်မှုကိုဆုံးသက်လိုက်ပါစေ